လောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း၈တရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញကြီးဟုကျက်တိထဝေ50အစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝမ်းကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း၈ဖယားဖြစ်သူရောက်ပြီးတဲ့နောက်မှာမိမိဆောင်ရွက်ရမယ့်ဆောင်ရွက်လို့ဖြစ်နိုင်တဲ့နေရာဒေသကိုခန္ဓာကိုယ်ပင်မမှုကိုအဓိကမထားပဲမြတ်စွာဘုရားဟာတဏှာကနေတဏှာပြောင်းရွှေ့ပြီးတော့တရားရဲ့အကျိုးလောကသားတို့ရဲ့အကျိုးကိုဆောင်ရွက်တော်မူခဲ့တယ်ပထမဝါတွင်မှာဣတိပတနာမှာနေဒုတိယဝါတွင်ကရာဇဂုပြုမှာနေတယ်တတိယဝါတွင်စတုထဝါတွင်တို့မှာလည်းပဲရာဇဂုမြို့မှာပဲဆက်လက်ပြီးတော့သတင်းသုံးတယ်ဝါဘကာလရောက်တဲ့အခါကျတော့ထိုလိုမျိုးရွာဒေသတွေလှီပြီးတော့တရားဟောပြောတဲ့အသိဉာဏ်ပေးတဲ့ပညာဖြန့်ဖြူးပေးတဲ့အလုပ်ကိုကြိုးပမ်းအထောက်တော်မူတယ်အဲ့ဒီလိုကြိုးပမ်းအထောက်တော်မူတဲ့အခါမှာမြည်သည့်တတ္တဝါမျိုးပဲဖြစ်ဖြစ်နားလေသဘောပေါက်အောင်မြတ်စွာဘုရားဟာဟောပြောတယ်လို့ဆိုတာရှိတယ်ယမယံခါမှာအထပရိသဆိုတဲ့သုတ်တန်ထဲမှာကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားမရောက်ဘူးတဲ့ဒေသမရှိသလောက်ဖြစ်အောင်ထို့ရဒေသတွေကိုကြွသွားပြီးတော့မှတ်တမ်းမတင်တဲ့တရားပွဲတွေလည်းအများကြီးရှိတယ်လို့ဆိုရမှာပါ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီသုတ်တန်ထဲမှာဒေသတစ်ခုရောက်သွားပြီဆိုလို့ရှိရင်ထိုဒေသသားတို့ရဲ့အသားအရောင်အတိုင်းပဲမြတ်စွာဘုရားရဲ့အသားအရောင်ဟာဆင်တူဖြစ်သွားပြီအများကထိုဒေသမှာလေးစားရတဲ့ပုဂ္ဂိုလ်ရဲ့အသင်္တရနဲ့စုဝေးနေတဲ့ပရိသတ်ကြားမှာဝင်ပြီး
မြတ်စွာဘုရားဟာဓမ္မနဲ့ပတ်သက်တဲ့တရားစကားကိုပြောကြားခဲ့တယ်တဲ့အဲ့ဒီလိုပြောကြားနေတဲ့အချိန်မှာသူတို့ရုပ်ရည်သူတို့ရဲ့အဆင်းရောင်သူတို့ရဲ့အတန်မျိုးသူတို့ရဲ့ဘာသာစကားနဲ့ပြောကြားသွားပြီးမကြာခင်ဘယ်ရောက်သွားမှမသိဘူးပျောက်သွားတယ်သူတို့ရဲ့ခေါင်းဆောင်ကနောက်မှရောက်လာတဲ့အခါခုနတုန်းကစကားပြောသွားတာသူရဲ့လို့အောင်းမေးတယ်ခုမှသူကလာတာပါလားလို့လူတွေဟာဇဝေဇဝါဖြစ်ကုန်တယ်တဲ့အဲ့တော့အဲ့ဒီနေရာမှာကြည့်မယ်ဆိုရင်မြတ်စွာဘုရားတတ္တလောကတွေလောကသားတွေအတွက်ခဏခေတ်မှာပြောရမယ်အာဖရိကနိုင်ငံတို့ထိအောင်ကြွခဲ့ဘူးတယ်လို့ဒီလိုယူဆရမှာမရောက်တဲ့နေရာမရှိသလောက်သို့တော့တိတိကျကျဘယ်ဒေသကိုရောက်တယ်လို့ဆိုရယ်မှတ်တမ်းမရှိလို့သာမပြောနိုင်တာဘူးအကျိုးရှိမယ်ဆိုတဲ့နေရာမှန်သမျှမြတ်စွာဘုရားကြွရောက်ပြီးတစ်လုံးသိနှလုံးသိဆိုပြီးတော့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဖြန့်ဖြူးဟောကြားခဲ့တဲ့နေရာတွေဟာတော်တော်များများရှိတယ်လို့ပဲသိရမှာဖြစ်တယ်ပေါ့သို့တော့အထူးတလီသွားရောက်တဲ့နေရာမျိုးမှာတော့မိမိဟောပြမဲ့တရားဓမ္မကိုနားလည်မှုရှိနိုင်တဲ့ပုဂ္ဂိုလ်တော့ဦးစားပေးပြီးတော့မြတ်စွာဘုရားဟောကြားလေးရှိတယ်အကျိုးရှိလို့ထိုပုဂ္ဂိုလ်တန်မြာဝဆင်းရဲတဲ့မှာမနစ်မွန်းစေခြင်းလို့ထူးခြားတဲ့အသိဉာဏ်ဖြစ်ပေါ်စေတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေအဲ့ဒါလို့အဲ့တော့ဘုရားဖြစ်ပြီးကြတဲ့ကနေမနာညာမအားဆိုတာလို့ထို့ယန္တိတတွေကြွသွားပြီးတော့လောကသားတွေရဲ့အကျိုးကိုဆောင်ရွက်တယ်တာဝတိမြို့မှာသတင်းသုံးနေတဲ့အချိန်မှာအနာရဝိန်တထေးကြီးရဲ့ပင်လျောက်ချက်ချရာဇဂိုမြို့မှာသတင်းသုံးနေတဲ့အချိန်မှာတာဝတိမြို့ကအနာရဝိန်တထေးကြီးရဲ့ပင်လျောက်ချက်ဖြင့်တာဝတိမြို့ကိုကြွသွားတယ်သို့တော့ဇေရွန်ကျောင်းတော်ကြီးကိုလူခံပြီးတဲ့နောက်မှာဇေရွန်ကျောင်းမှာဝါမဆိုပါဘူးတာဝတိမြို့မှာအချိန်ပိုင်းလောက်ဆက်လက်သတင်းသုံးနေထိုင်တယ်ဝါတွင်းနဲ့ရဟန်းတော်တွေတို့မြတ်စွာဘုရားရဲ့တပည့်တာဝကတွေတို့ဆိုတာဝါတွင်းကာလကိုအဓိကထားကြတာဖြစ်သောကြောင့်ဘုန်းကြီးတွေတွေ့ရင်လည်းဘယ်နှဝါရပြီလဲမေးကြတယ်လေဝါတွင်းကာလမှာအဓိကထားတယ်သို့တော့ဝါတွင်းဆိုတာ3လတာအချိန်တိုလေးတာဖြစ်တယ်ပေါ့ဝါတွင်းမဟုတ်တဲ့အချိန်တွေက6လတောင်ဆိုတော့အများကြီးရှိတာအဲ့တော့မြတ်စွာဘုရားတာဝတိပြည်ကြွသွားပြီးဇေရွန်ကျောင်းကြီးကိုလူခံပြီးအဲ့ဒီမှာသတင်းသုံးနေတာဟာလအတော်ကြာအောင်နေတယ်လို့လည်းဆိုနိုင်တယ်သို့တော့ဝါတွင်းကာလရောက်တဲ့အခါဝါဆိုကန်ဤအချိန်ရောက်ပြီဆိုတော့ရာဇဂိုမြို့ဘက်ကိုပြန်ကြွလာပြီးတော့စတုထဝါအနေနဲ့ရာဇဂိုမြို့မှာပဲဝါဆိုတယ်ဝေလွန်းကျောင်းမှာပဲဝါဆိုတယ်တဲ့အဲ့တော့ဝါမဆိုတော့လဲတာဝတိမြို့ဇေရွန်ကျောင်းရောက်နေတဲ့အချိန်မှာမှတ်တမ်းရှိတဲ့ဘုရားရဲ့ကြိုးပမ်းဆောင်ရွက်မှုလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့တာဝတိပြည်ကြွတော့ကတာဝတိပြည်ကနေပြီးတော့ကပိလဝတ်မြို့ကိုကြွတော့ကကပိလဝတ်မြို့ရောက်ပြီး3ရက်လောက်အရာမှာညီတော်နန္ဒမင်းသားကိုကျောင်းခေါ်သွားပြီးတော့သင်္ကန်းဝတ်ပေးခဲ့တယ်ဝတ်ပေးပြီးတဲ့နောက်မှာညီတော်နန္ဒဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြွရာနောက်ကနေစင်စစ်မပြတ်လိုက်ပါပြီးတော့နေရတယ်အဲ့တော့နှစ်အားဖြင့်တစ်နှစ်ကျော်နှစ်နှစ်တည်းရောက်ပြီးကပိလဝတ်မြို့ပြန်မရောက်တော့ဘူးဇေရွန်ကျောင်းကြီးလူခံတဲ့ပွဲမှာလည်းပဲညီတော်နန္ဒတန်ဃာတွေထဲမှာပါလာတယ်ဇေရွန်ကျောင်းရောက်ပြီးတော့တာဝတိမြို့ဇေရွန်ကျောင်းမှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အခါမှာဘုရားရဲ့ညီတော်ဆိုတော့အထူးသဖြင့်ပုထုဇဉ်ယဟန်တွေကစတ်ဆုကြတာပေါ့ဘုရားရဲ့ညီတော်ဆိုတော့ဘုရားညီတော်ဆိုတော့
သာသနာတော်မှာပျော်မှာပဲလို့စတ်စုကြတယ်လူသားဆိုတာတူတူပါပဲဘယ်ခေတ်ကလူသားပဲဖြစ်ဖြစ်သိခြင်းနဲ့စတ်စုခြင်းနဲ့ဆိုတာ curiosity ဆိုတာရှိတာပေါ့နော် curiosity ဆိုတာလွန်ကဲလွန်အားကြီးလာတချို့ curiosity ဆိုတဲ့စတ်စုတဲ့အလေးထားလေးကတချို့ကတော့အကောင်းတဲ့ဘက်ကိုဖော်ဆောင်သွားပေမဲ့လို့တချို့ကိစ္စကြတော့စတ်စုလွန်တဲ့အခါကျတော့မုန်းတီးခံရတတ်တယ်အမုန်းခံရတတ်တယ်ပေါ့စတ်စုလွန်အားကြီးလို့ရှိရင်လည်းမကောင်းဘူးပေါ့အင်္ဂလိပ်စကားမှာပြောတယ်ဟိုလူအကြောင်းသိခြင်းဒီလိုတောင်းသိခြင်းနဲ့ဆိုရင် nosy လို့ခေါ်တယ် nose ဟာနှာခေါင်းအလုံးသိတဲ့အတိုင်း nose ဆိုတာနှာခေါင်းခွေးများဟာအနံ့ခံတယ်ဆိုတာလို့ပဲ don't be nosy မင်းငါသတင်းကိုမင်းမသိချင်နဲ့ငါအကြောင်းမသိချင်နဲ့သူများအကြောင်းမဆတ်စုနဲ့ဆိုတဲ့စကားလုံးရှိတယ်နော်အနံ့ခံတယ်လို့အဓိပ္ပာယ်ကနေလာတဲ့ nosy boss ဆိုတာအလုံးသိတဲ့အတိုင်းအရာရှိအကြီးအကဲအဲ့ဒါကိုဗိုလ်ကြတယ်ဆိုတာကြ bossy လို့ပြောတာပဲအင်္ဂလိပ်စကားမှာ don't be bossy ငါပေါ်လာဘိုးမကြနဲ့ဆိုတဲ့စကားမျိုးသုံးတယ်အဲ့တော့ဒီလိုစတ်စုကြတယ်ရှင်နန္ဒအကြောင်းမေးကြညညစတ်စုကြတယ်လူစတ်စုလွန်အကြည့်လို့တချို့ကြတော့မကောင်းတဲ့ဘက်သွားတာလည်းရှိတယ်စတ်စုသည့်အတွက်ကြောင့်အသေးစမ်းတွေတွေ့တာလည်းရှိတယ်ပေါ့တီထွင်မှုတွေဟာနော်အင်္ဂလိပ် proverb အင်္ဂလိပ်စာမှာ proverbs လေးတစ်ခုရှိတယ်ဒီမှာရဲ့ curiosity is the mother of invention ဆိုတာလေတီထွင်မှုရဲ့မွေးဖွားရာနေရာတကာသိချင်မှုဟာတီထွင်မှုရဲ့မွေးဖွားရာမိခင်ဖြစ်တယ်ဆိုတဲ့လုံးသို့တော့စတ်စုလုံးအကြည့်မကောင်းဘူးလို့ဆိုတာဒီခါတော့ကဇနီးမောင်နှံနှစ်ယောက်အကြောင်းလေးရှိတယ်ဇနီးမောင်နှံနှစ်ယောက်ဇနီးလုပ်တဲ့လူကအမျိုးသမီးပြီးပြီးနေရာတကာဆက်စုသိချင်သိချင်လွန်အားကြီးတယ်နေရာတကာဆက်စုတယ်မေးတယ်ဆိုတော့သူ့မျိုးသားကတနေ့ကျတော့ဆက်စုလွန်အားကြီးတော့သူ့ရဲ့ဆက်စုတတ်တဲ့အကျင့်ကိုပျောက်စေခြင်းလို့ထမရဲ့သူကယရနာဆိုင်ကလက်စွပ်လေးတစ်ကွင်းဝဲလာခဲ့တယ်ဝဲလာခဲ့ပြီးသူကယရနာဆိုင်ကလက်စွပ်ကလေးကိုဒီတော်တော်တန်ဖိုးရှိတဲ့လက်စွပ်တစ်ခုဝဲတယ်ပေါ့လေဝဲပြီးတော့ပစ္စည်းလေးတစ်ခုယူလာပြီးတစ်တာလေးဘောက်စ်လေးတစ်ခုလေးထဲမှာထည့်ပြီးတော့အဲ့ဒီထဲမှာထားတယ်ထားပြီးတော့ပြောတာဒီ box ထဲမှာဒီတစ်တာလေးထဲမှာဘာရှိတယ်ဆိုတာမင်းမသိချင်နဲ့သွားပြီးတော့လည်းမင်းဘယ်တော့မှမဖွင့်နဲ့ဒီတစ်တာလေးကိုအကယ်၍ငါအခုအိမ်ပြင်ထွက်မယ်ဒီတစ်တာလေးမင်းမဖွင့်ဘူးဆိုရင်ဟောဒီစိန်လဲဆိုမင်းကပေးမှာဖွင့်တော့မင်းမရဘူးအဲ့လိုပြောပြီးတော့တစ်တာလေးသူ့နာထားပစ်ခဲ့တယ်မဖွင့်နဲ့မင်းနဲ့ဆိုင်တာတခုမှမပါဘူးဒီတစ်တာထဲမှာတော့မဖွင့်နဲ့လို့ဆိုတာမနေနိုင်ဘူးလေစိတ်လက်စော့ရမှလည်းမနေနိုင်ဘူးဘာတစ်တာတုံခေါင်းထဲမှာသိချင်တဲ့စိတ်ကတအားများတော့တစ်တာသွားဖွင့်တော့ကြွက်ကခုန်ထွက်သွားယောက်ျားလုံးတဲ့လူကလည်းသိတယ်ပြန်လာတဲ့အခါကျတော့မင်းငါထည့်ထားတာမရှိတော့ဘူးမို့လားလို့ဆိုတော့ကြွက်ကမရှိတော့ဘူးလေကြွက်ဆိုရကောင်တစ်တာဖွင့်လိုက်ထွက်ပြေးမှာပေါ့အဲ့တော့သူစိန်လဲဆိုလွဲသွားတယ်ပြန်ပေးလိုက်တယ်ဟိုမရတော့အဲ့ဒါစတ်စုလုံးအားကြည့်ရင်လည်းပဲလွဲချော်တတ်သေးတယ်နော်အခုလည်းရှင်နန္ဒကိုဖះရဲ့ညီတော်ဆိုပြီးတော့ရဟန်းတွေကစတ်စုကြတယ်ဖះညီတော်ဆိုတော့ပျော်မှာပေါ့သာသနာပေါ့အမှန်တမ်းပျော်မှာပေါ့လို့ဆိုတော့ဟိုစိတ်ညစ်နေတဲ့ပုဂ္ဂိုလ်သွားဆွပေးနေတယ်လို့ဖြစ်တယ်
ဘယ်ပြောမလဲကိုတော့တပည့်တော်သင်္ကန်းဝတ်ပြီးတယ်တရက်မှမပြောနောင်တော်ကိုကြောက်လို့သာနေရတာအဲ့တော့သာသနာပေါ်မှာတရက်မှမပြောဘူးဆိုပြီးတော့မပြောဘဲနဲ့သူသာသနာပေါ်မှာယဟန်ဘဝနဲ့နေထိုင်ရတဲ့အကြောင်းပွင့်ပွင့်လင်းလင်းပြောတဲ့အခါကျတော့သူ့အကျိုးကိုလိုလားတဲ့အနေနဲ့ယဟန်နေမြတ်စွာဘုရားကိုတွားလျှောက်တယ်အရှင်ဘုရားရဲ့ညီတော်ဟာသာသနာပေါ်မှာမပြောဘဲနဲ့နေရတယ်တနေ့ကျရင်တော့သူလူထွက်မယ်လို့ပြောတယ်ဗျာဆိုဒါနဲ့မြတ်စွာဘုရားကသူ့ကိုခေါ်ခိုင်းလိုက်ပြီးတော့ခေါ်ခိုင်းပြီးစိတ်ပြောင်းလို့ပြောင်းညာသူ့ကိုဆုံးမဩဝါဒပေးဖို့မင်းတာဝရိန္ဒနတ်ပြည်ရောက်ဖူးလားလို့ဆိုမရောက်ဘူးရဲ့ငါနဲ့လိုက်ခဲ့ဆိုပြီးတော့လက်မောင်းလေးဆွဲကင်လိုက်တာညီကိုနှစ်ပါးတာဝရိန္ဒရောက်သွားတယ်မြတ်စွာဘုရားအစွမ်းတကူနဲ့ခေါ်သွားတာဒါဥဒ္ဒံပါဠိမှာတော့ဒီတိုင်းမှရေးထားတာနော်စိတ်ပြေလက်ပြောက်အရင်တုန်းကလည်းမြတ်စွာဘုရားမပြောမှန်းသိသားပဲဘာမှမပြောဘူးဒီတိုင်းပြစ်ထားလိုက်တယ်အခုဒီတစ်ခါကျတော့မပြောဘူးဆိုတာသူ့ကိုဆုံးမပေးဖို့ရအချိန်တန်လာပြီလူဆိုတာအချိန်မတန်သေးရင်သွားမပြောနဲ့အချိန်မတန်သေးခင်ပြောရင်အောင်မြင်မှာမဟုတ်ဘူးဒါကြောင့်မို့အချိန်ခါဆိုတာအမှန်တမ်းအရေးကြီးတယ်တဲ့အချိန်မကြခင်သွားပြောလို့ရှိရင်ကိုပြောတဲ့စကားဟာအောင်မြင်မှုမရှိတတ်ဘူးတဲ့အချိန်ကိုစောင့်ရတယ်သို့တော်လူတွေကများသောအားဖြင့်မအောင်နိုင်ကြဘူးတော်တော်အောင်ရခက်တဲ့အရာမျိုးနဲ့တူပါတယ်ဘယ်တော့မှပြောဆိုမနေနိုင်ဘူးအဲ့ဒီအချိန်မတိုင်ခင်သွားပြောတာပဲမရဘူးအဲ့တော့မြတ်စွာဘုရားကတော့အချိန်စောင့်နေလိုက်တာတစ်နှစ်ကျော်ကြာမှသူညီတော်ကိုခေါ်ပြီးတော့တာဝရိန္ဒနတ်ပြည်ကိုသွားတယ်တာဝရိန္ဒနတ်ပြည်ရောက်တဲ့အခါကျတော့တရားမင်းကြီးရဲ့ချွေရန်နတ်သမီးတွေဟာအမတန်လှပတဲ့အသားရောင်လေးတွေကအမတန်မှလှတယ်စာထဲမှာပါတော့ကကုတ္တပါဒခိုးဆိုတဲ့ငှက်ခိုးရဲ့ခြေထောက်လေးတွေဟာနီနုလေးအယောင်လေးတွေရှိတယ်အဲ့ဒီအယောင်ရှိတဲ့မိတ်ကလိမ့်တာထမရဲ့ကြည့်ရတာသူတို့အသားရောင်လေးတွေကအဲ့ဒါလိုလှနေတယ်တဲ့ခိုးချေအယောင်ဆင်းရှိတဲ့အသားရောင်ရှိတဲ့နတ်သမီး900တရားမင်းနာမှာခြံရံပြီးတော့နေကြတာနဲ့တော့တွေ့တော့ညီတော်နန္ဒကိုမေးတယ်တရားမင်းကြီးနာနတ်သမီးတွေမလှဘူးလားလို့ဆိုလှနမေတော်သနဗရကလျာဏီနဲ့ဘယ်သူကပို့လှတော့လို့ဆိုကြည့်မျက်စိလဲသွားပြီလေနတ်သမီးမြင်ရမှတော့ဘယ်ဟိုကအယုဆိုးကြီးတန်ဖြစ်သွားအဲ့ဒီမှာနတ်သမီးမြင်လိုက်တာနဲ့တပြိုင်နက်သနဗရကလျာဏီရဲ့အလှအပတွေဟာမရှိတော့ဘူးသနဗရကလျာဏီပေါ်မှာတန်ရောစင်ဖြစ်နေတာကြီးပျောက်သွားတာတခါပဲလုံးဝပျောက်သွားတယ်အဲ့ဒါကိုဗမာစကားမှာငချင်းစီနဲ့ငချင်းကြော်တယ်လို့ခေါ်တယ်သနဗရကလျာဏီပေါ်မှာဆွဲလန်းနေတဲ့ဥပါဒံဆိုတဲ့ဆွဲလန်းမှုကိုအမတန်လှပတဲ့နတ်သမီးတွေအာယုန်နဲ့ပြောင်းလိုက်တာနဲ့တပြိုင်နက်ဟိုဥပါဒံကအလိုလျောက်ပြုတ်ထွက်သွားတယ်နတ်သမီးတွေပေါ်မှာပြောင်းပြီးတော့ဆွဲလန်းတဲ့စိတ်တဏှာစိတ်ဖြစ်ပေါ်လာတယ်တရားဝါတွေရဲ့အနေကဒီတိုင်းပဲလေဗမာစကားမှာတော့ရှိတယ်မို့လားဘာကိုရင်ဘာမေးဆိုတာလေငစိမ့်မြင်ငကင်ပြစ်တို့ဒီလိုဟာတွေလည်းရှိတာပဲလေအဲ့တော့နောက်တစ်ခုမြင်လိုက်လို့ရှိရင်ရှေ့တစ်ခုပေါ်မှာတွေ့တာမှုတွေကင်းသွားတယ်ဆိုတာလူရဲ့သဘာဝလိုပဲဒီလိုဖြစ်တတ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကပြတာ
အလကားပြတာမဟုတ်ဘူးတခြားနေရာမှာဆိုရင်မြတ်စွာဘုရားကအေးမတင့်တယ်ဘူးလို့ရှုရမယ်ယုတ်ခန္ဓာကိုယ်ကြီးဟာအတုပလို့မတင့်တယ်တဲ့အရာမျှတာဖြစ်တယ်ဆိုတာကိုရှုခိုင်းတယ်အခုဒီတစ်ခါကျတော့ညီတော်နန္ဒမှာဆွဲလန်းနေတဲ့အရာကိုအတုပဘာဝနာနဲ့ချွတ်လို့မရဘူးမရသည့်အတွက်ကြောင့်စနဗရကလျာဏီတဲ့ပို့ပြီးတော့လှပတဲ့နတ်သမီးတွေကိုပြလိုက်တာနဲ့တရားမထုတ်ရဘဲနဲ့အလိုလိုကျွတ်ထွက်သွားတယ်နီးပဲမိဘတွေကိုသားသမီးနဲ့ပတ်သက်လာရင်ဒီနီးကိုတတိထားပါဒီနီးမလုပ်ဘဲနဲ့ပိတ်တဲ့ဆိုးတဲ့နီးတွေသွားလုံလို့ရှိရင်ကတော့ပေါက်ထွက်သွားမှာပဲမရဘူးနော်အာယုံပြောင်းပေးတဲ့နီးနဲ့မြတ်စွာဘုရားကဆုံးမတာဆွဲလန်းနေတဲ့အရာတစ်ခုကိုဖိအားပေးပြီးတော့ဖြုတ်ခိုင်းလို့မရဘူးစိတ်ပြောင်းလာအောင်ဒီတဲ့တာလွန်တဲ့အရာတစ်ခုနဲ့ပြောင်းလဲပြီးတော့ပေးရတယ်ထပ်ပေါက်ပေးရတယ်လို့ဆိုလိုတယ်အဲ့တော့စနဝရကလျာဏီပေါ်မှာဆွဲလန်းနေတဲ့ဥပါဒံဟာနတ်သမီးတွေပေါ်မှာဖြစ်တဲ့တဏှာနဲ့ပဲဖြုတ်လိုက်တာပြုတ်ထွက်သွားတယ်ဘယ်လောက်ထိပြုတ်ထွက်သွားတော့ဆိုတော့ဥပမာစကားတောင်ပြောသေးတယ်နတ်သမီးတွေနဲ့စာလိုက်လို့ရှိရင်နမေတော်စနဗရကလျာဏီဟာလမ်းဘေးသင်္ကုတ်တော်ပေါ်မှာနေတဲ့မြောက်အိုမကြီးလိုပဲတဲ့သူကြားရင်မလို့များနေဘူးလည်းမသိဘူးနော်စိတ်ထဲမှာဖြစ်သွားတာကိုပြောတာဒါနိုင်ရှင်လိုက်ရင်ဒီလိုဖြစ်တတ်တယ်လေဒါလူရဲ့သဘာဝအကောင်းဆုံးဆိုတာနိုင်ရှင်ကြည့်မှသိတာကိုဒါအပြစ်မဟုတ်ဘူးလူရဲ့သဘာဝဒီတိုင်းပဲအဲ့တော့ဓမ္မပဒမှာတော့ဘယ်လိုရေးထားတော့ဆိုမြတ်စွာဘုရားကတာဝရိန္ဒနတ်ပြည်သွားရင်းကနေပြီးတော့တောတစ်ခုကိုဖြတ်သွားတဲ့အခါမှာသင်္ကုတ်တော်ပေါ်မှာထိုင်းနေတဲ့မြောက်အိုမကြီးကိုပြခဲ့တယ်လို့ဓမ္မပဒအထက်ကထာတော်မှာပြတယ်လို့ပါတယ်သို့တော့ဥဒ္ဓံပါဠိတော်မူရင်းမှာအဲ့လိုပြတယ်လို့မပါဘူးတိုက်ရိုက်တာဝရိန္ဒနတ်ပြည်ကိုချက်ချင်းခေါ်သွားတာခေါ်သွားပြီးနတ်သမီးပြလိုက်တာနဲ့သူ့ဘာသူစိတ်ထဲမှာထင်တာပြောတာနော်မြောက်အိုဆိုတာတော့မြင်မှုမှာပေါ့မြောက်တည်းကပေါ်တာကိုမြောက်ဆိုတာတော့မြင်မှုမှာသူစိတ်ထဲထင်သွားတာဒီလိုလျှောက်တော့မြတ်စွာဘုရားကလည်းတိုက်ရိုက်မေးလိုက်တယ်မင်းဒီနတ်သမီးတွေကိုလိုချင်လားလို့ဆိုလိုချင်ပါလေအေးလိုချင်လို့ရှိရင်ငါခိုင်းတာလို့ငါခိုင်းတာလို့ရင်ငါတောင်းဝန်ယူတယ်ကြောင်းရစေသူညီကိုဆုံးမတာနော်ခါတိုင်းဒီလိုပြောတာဟောတာမျိုးမြတ်စွာဘုရားဘယ်တော့မှမရှိဘူးသို့တော်ဒါနိပရိယေလို့ခေါ်တယ်ဆုံးမသွန်သင်တဲ့နေရာမှာဤမျိုးမျိုးနဲ့ဆုံးမတာဒါမို့အနုတ္တရောပုရိသဓမ္မတာအထိဆုံးမထိုက်တဲ့ပုဂ္ဂိုလ်ဆုံးမတဲ့နေရာမှာကျွမ်းကျင်လိမ္မာတဲ့ပုဂ္ဂိုလ်ပဲအလွန်ကျွမ်းကျင်တယ်လူစိတ်ဓာတ်ကိုသိပြီးတော့တာမန်ချေချွတ်လို့မရနိုင်ဘူးတဲ့အဲ့ဒါလို့ပြောပြီးတော့ဇေရွန်ကျောင်းကိုပြန်လာကြပြီကမ္မထမ်းပေးပြီးအဲ့ဒီကမ္မထမ်းကိုနှုတ်ကလည်းရွတ်ခိုင်းတယ်နှလုံးလည်းသွင်းခိုင်းတယ်တရားထုတ်ခိုင်းတယ်စနဝရကလျာဏီပေါ်မှာဆွဲလန်းတဲ့စိတ်တွေမရှိတော့ဘူးနတ်သမီးလူချင်းနဲ့တဏှာကနှုသေးတယ်မဆွဲလန်းသေးဘူးစနဝရကလျာဏီကတော့ဥပါဒံကိုဖြစ်နေပြီနတ်သမီးတွေကြတော့ဥပါဒံမဖြစ်သေးဘူးလူချင်းနဲ့တဏှာလောက်ပဲရှိသေးတယ်အဲ့တော့လူချင်းနဲ့တဏှာကိုကမ္မထမ်းနဲ့ဖြုတ်မယ်ဆွဲလန်းတဲ့ဥပါဒံကိုတော့သူ့ရဲ့ตาတဲ့ရုပ်အဆင်းကိုပြပြီးတော့ဖြုတ်တယ်ဒီစနစ်ကိုသုံးချတာပေါ့နော်လူရဲ့စိတ်ဟာတစ်ခုနဲ့တစ်ခုပြောင်းလဲဆေးကြောပြရတယ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာလိမ္မာကျွမ်းကျင်မှုပြောရမယ်ဆိုရင်ဒါ psychotherapy လို့ခေါ်တဲ့အရာပဲပေါ့နော်စိတ်ပြောင်းပေးတာပုထုဇဉ်တွေဆိုတာယူတာပဲလေပုထုဇဏောဥမတကောဆိုဆွဲမိဆွဲရဆွဲတာအဲ့ဒါကိုအာယုံပြောင်းပေးလိုက်တဲ့နည်းနဲ့မြတ်စွာဘုရား
အခုတရားပဲလှဲ့တယ်နတ်သမီးရမယ်ဆိုတော့ကြိုးစားတယ်လေနော်တရားထုတ်တယ်ဟုတ်ပြီဒီတရားပေါက်ရောက်ရင်တော့ငါနတ်သမီးရမှာပဲလို့ဆိုတဲ့စိတ်နဲ့အဲ့ဒီလိုအားထုတ်မြတ်စွာဘုရားကယဟန်တွေကိုခေါ်ပြောထားတယ်မင်းတို့နန္ဒယဟန်စီသွားပြီးတော့သူ့တရင်ကိုပေါက်ကြားအောင်ပြောလိုက်တာနတ်ပြည်ခေါ်သွားပြီးတော့နတ်သမီးရခြင်းတရားထုတ်လို့ပြောတာသူအားထုတ်နေတယ်သွားပြောကြနော်နတ်သမီးနဲ့တရားနဲ့အယောင်းဝယ်လုပ်တဲ့ကိုတော်ကြီးနော်နတ်သမီးလိုချင်လို့တရားထုတ်တယ်ဆိုတာဟုတ်သလားဒီလိုဆိုရင်အယောင်းဝယ်လုပ်တာလားတရားနဲ့နတ်သမီးနဲ့ရောင်းဝယ်မလို့လားနဲ့သူရှက်လောက်အောင်သွားပြီးတော့ပြောကြတယ်မြတ်စွာဘုရားပြောခိုင်းတော့သွားပြောကြတယ်ပြောခိုင်းတော့သူရှက်တာပေါ့နတ်သမီးလိုချင်လို့တရားထုတ်တဲ့နတ်သမီးလိုချင်လို့တရားထုတ်တဲ့ဟိုနာတိုးတိုးဒီနာတိုးတိုးသူ့မြင်ပြုံးစီလုံးသွားတာခံရခက်အဲ့မှာတိတ်လူတွေးမခံတော့ချောင်ပိတ်ပြီးတော့နတ်သမီးရဖို့တရားပဲကြိုးစားအထုတ်ရင်ကနေနောက်ဆုံးကြတော့အတိညာဏ်တူရသွားတယ်သူ့ဘာသူသဘောပေါက်သွားတယ်နားလည်သွားတယ်နားလည်သွားတဲ့အခါကျတော့နတ်သမီးလိုချင်တဲ့စိတ်လည်းပျောက်သွားတယ်ဒါမျိုးမြတ်စွာဘုရားသခင်ကိုရောမြတ်လောကသားတွေရဲ့အတွက်ဒီနည်းစနစ်ကိုအသုံးချပြီးတော့ကဲတင်ဆုံးမတာပဲပေါ့မြတ်စွာဘုရားကတရားတွေကိုကဲတင်တယ်ခြေချွတ်တယ်ဆိုတာဆုံးမဩဝါဒပေးပြီးတော့စိတ်ဓာတ်ကိုပြောင်းအောင်လုပ်ပေးတဲ့နည်းစနစ်ကိုသုံးတာပဲဒီနည်းစနစ်ဟာအလွန်အောင်မြင်တယ်အလွန်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တွေလည်းတိမ်မွေးနူးညံ့သွားတယ်အလွန်ရိုင်းပြတဲ့ပုဂ္ဂိုလ်တွေလည်းနူးညံ့သွားကြတယ်တောကဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလည်းရင်တွဲမှာအေးချမ်းသွားတယ်မြတ်စွာဘုရားနဲ့တွေ့လိုက်တဲ့အခါအဆိုးတွေပြေပြီးတော့အကောင်းတွေရအပူတွေကင်းပြီးတော့အေးတီခံစားကြရတယ်လောကသားတို့အတွက်ဤမျိုးစုံနဲ့မြတ်စွာဘုရားဆုံးမဩဝါဒပေးတာတကယ်ကြိုးပမ်းအထောက်သမားတော်တယောက်ဒီယောဂရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ယောဂကိုပျောက်ကင်းအောင်အကျဉ်းတရားထားပြီးတော့ကြိုးကြိုးစားစားကုသပေးတယ်လို့ပဲမြတ်စွာဘုရားအလွန်ကုရခက်တဲ့ယောဂတွေတဏှာကပါလာတဲ့ယောဂတွေပျောက်ကင်းအောင်ဤမျိုးစုံနဲ့တတ္တဝါတွေရဲ့အကျိုးကိုဆောင်ရွက်တော်မူခဲ့တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့နန္ဒမင်းသားဟာရံဘဝမပြောနိုင်တဲ့တန်ရောစဉ်ကျိုးတွေကိုတဏှာနဲ့ဖြတ်ပစ်ပြီးတော့တဏှာကိုတော့ကမ္မထနှလုံးသွင်းခြင်းဖြင့်ဖယ်ရှားပစ်လိုက်တာယန္တာဖြစ်သွားရောယန္တာဖြစ်သွားတာနဲ့တပြိုင်နက်နတ်သမီးလိုချင်တဲ့စိတ်ပဲရောက်တော့မှမသိမရှိတော့တရားဓမ္မအနေထားတွေအကုန်သိတော့ဓမ္မမျက်စိဆိုတာရသွားတယ်ဓမ္မမျက်စိဆိုတာပါယံကိဉ္စိသမုဒိယဓမ္မံသဗ္ဗတံនិရောဓဓမ္မဖြစ်ချင်းသဘောရှိတာတွေမှန်သမျှပြည့်ချင်းသဘောရှိတယ်ဘယ်အရာကိုပဲကြည့်လိုက်ဖြစ်လာတာတွေမှန်သမျှတနေ့ကျတော့ပျက်စီးသွားမှာပဲဆိုတဲ့ဒီအမြင်ကအခိုင်အမာမြင်ထားသည့်အတွက်ကြောင့်ဘာကိုမှတတ်တတ်မဲ့မဲ့ဆွဲဆွဲလန်းလန်းလိုချင်တယ်ဆိုတာမရှိတော့ဘူးပေါ့ဓမ္မစက္ခုရပြီနောက်ဆုံးစိတ်ထဲမှာဖြစ်ပေါ်နေတဲ့လိုချင်တတ်မဲ့မှုတွေမှန်သမျှအကုန်ချုပ်ငြိမ်းသွားတယ်လိုချင်တတ်မဲ့မှုတွေဟာယုံထွက်ဖို့ခက်လောက်အောင်အင်တမပြင်းထန်ဥပမာဘာနဲ့တူလို့ဆိုရင်တောတွေထဲမှာရှိတယ်ရွှွညွန်တော်ကြီးတွေရှိတယ်အဲ့ဒီဆင်းဖြစ်ဖြစ်ကျွဲပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အဲ့ဒီရွှွညွန်တော်ကြီးတွေရောက်သွားလို့ရှိရင်လှုပ်လေမြုပ်လေပဲဘယ်လိုမှယုံထွက်လို့မရတော့တကယ်တောနဲ့ကြီးတွေထဲမှာအဲ့ဒါရှိတတ်တယ်အပေါ်ယံကြည့်လိုက်လို့ရှိရင်တော့တမန်မြေပြင်လို့ထင်ရတယ်အဲ့ဒီနင်းလိုက်တာနဲ့မြုပ်သွားမလှုပ်နဲ့လှုပ်လေမြုပ်လေလှုပ်လေမြုပ်လေနွန်နဲ့မြုပ်သွားတာနွန်ဘွက်အိုင်ကြီးတွေရှိတတ်တယ်ဆင်ကြီးတွေလည်းမြုပ်သွားတာပဲခြားတရိษံတွေလည်းအကုန်မြုပ်သွားကြတာအဲ့ဒါလိုပဲကာမဂုဏ်အာယုဆိုတာလူတွေကိုနှစ်မြုပ်ပေးတာမို့ညွန်နဲ့တူတယ်လို့ဒီလိုတင်စားပြီးတော့မြတ်စွာဘုရားကဟောတာအဲ့ဒီညွန်ကနေယုံထွက်ဖို့ဆိုတာမတန်ခဲတယ်အခု
ညီတော်နန္ဒယတ္တနိတ္တိနောပင်ကောလိုချင်စရာအာယုန်တွေကိုလိုချင်တယ်ဆိုတဲ့ရုံရခက်တဲ့ညွန်ကြီးတဲ့ကနေသူထွက်လာနိုင်တယ်မတ္ထိတောကာမကန္တကောစူးနေတဲ့စူးဆိုတာအင်မတန်မှထွင်ရခက်တယ်အဲ့ဒီစူးတွေကိုလည်းကာမဂုဏ်အာယုန်ပေါ်မှာတွေ့တာတတ်တဲ့ကာမတဏှာဆိုတဲ့စူးကိုလည်းချိုးပစ်လိုက်နိုင်တယ်ဖက်ပစ်လိုက်နိုင်တယ်ပျောက်ကောင်အောင်လုပ်ပလိုက်နိုင်တယ်မောဟခယံအနုပ္ပတ္တောမတိချင်းတွေ့ဝေချင်းတွေအလုံးအဆုံးသတ်သွားတဲ့တရားဥတရားမြတ်အဆင့်ကိုရောက်သွားတဲ့သူတော်ကောင်းတဦးဟာဒုက္ခဒုက္ခေတုနဝေဒတိနဝေဒတိချမ်းသာခြင်းကြောင့်လဲစိတ်နှလုံးတုန်လှုပ်မှုမရှိဘူးကြံ့ခိုင်သွားပြီဆင်းရဲခြင်းကြောင့်လည်းပဲစိတ်နှလုံးတုန်လှုပ်မှုမရှိဘူးကြံ့ခိုင်သွားပြီဘယ်လိုအာယုန်နဲ့လာသူစိတ်ဓာတ်ဟာကြံ့ခိုင်သွားပြီလောကရန်မုန်တိုင်းများကြောင့်တုန်လှုပ်ခြင်းမရှိတော့ဘူးလို့ဒီလိုဆိုလိုတာပေါ့မုန်တိုင်းတိုက်တဲ့အခါကြည့်တစ်ပင်ကြီးတွေကရိမ့်ထိုးနေပေမဲ့လို့တောင်ကြီးတွေကြတော့ငြိမ်နေတာပဲလေကြံ့ခိုင်နေပြီဆိုလို့ရှိရင်တောင်ကြီးတွေလိုကြံ့ခိုင်သွားတယ်ယန္နာပုဂ္ဂိုလ်ရဲ့စိတ်ဟာကြောက်သားအတိပြည့်တဲ့တောင်ကြီးလိုကြံ့ခိုင်နေသည့်အတွက်ကြောင့်ဘယ်ဘက်ကမုန်တိုင်းလာကာမဂုဏ်အာယုန်တွေလာဘယ်အာယုန်ပေါ်မှစိတ်မဝင်စားတော့တာစိတ်ကြံ့ခိုင်မှုတစ်ခုပဲပေါ့အဲ့ဒါလို့မကြံ့ခိုင်ဘူးဆိုရင်ဟိုဘက်ကလာဟိုဘက်ရိမ့်ဒီဘက်ကလာဒီဘက်ရိမ့်နေရိမ့်ထိုးပြီးမငြိမ်နိုင်အောင်ဖြစ်နေညီတော်နန္ဒရဲ့စိတ်ဟာရှေးရခင်တုန်းကဒီလိုရိမ့်ထိုးနေတာအခုတော့စိတ်ဓာတ်တွေအလုံးကြံ့ခိုင်သွားပြီဒုက္ခပဲလာဒုက္ခနဲ့ပဲကြုံစိတ်နှလုံးဟာတုန်လှုပ်မှုမရှိပဲတိမှတ်တည်ငြိမ်သွားတဲ့အနေအထားမျိုးကိုရောက်သွားပြီလို့မြတ်စွာဘုရားကဝန္တာအားရမိန့်ကြားခဲ့တဲ့ဥဒန်းစကားလေးတစ်ခုပဲညီတော်နန္ဒကိုလွန်ခဲ့တဲ့တစ်နှစ်ကျော်ကသပိဋ္ဌာန်ခေါ်ခဲ့ပြီးတော့အချိန်မတန်သေးလို့မဆုံးမခြေချွတ်ခဲ့သေးဘူးဒီတိုင်းပြစ်ထားလိုက်တယ်အချိန်လဲတန်ရောစဉ်းစားဉာဏ်ဖြစ်နိုင်တဲ့အနေအထားတစ်ခုကိုကြည့်ပြီးနီလန်းတကြမြတ်စွာဘုရားကတာဝတိမြို့မှာရောက်ခိုက်ညီတော်နန္ဒမင်းသားကိုဆုံးမလိုက်တာယဟန္တာဖြစ်သူရောက်သွားပြီတရားဝရိအားလုံးရဲ့အကျိုးကိုဆောင်ရွက်တဲ့အခါမှာလေဒီပုံစံနဲ့ပဲဆောင်ရွက်တယ်ဒီလူတဦးတယောက်ဘာကနေဒုက္ခပေးနေတယ်လဲဆိုတော့အဲ့ဒီဒုက္ခပေးနေတဲ့အရာကိုမြတ်စွာဘုရားဘယ်လိုဖယ်ရှားရမလဲဆိုတာကိုကြည့်ပြီးဖယ်ရှားအဲ့တော့ဘုရားဘာသာဝင်တွေဘုရားကိုကိုးကွယ်တယ်ဆိုတာဘုရားရဲ့တကူတော်အနန္တကိုအမိရဖို့ရာအတွက်ကိုးကွယ်တာမဟုတ်ဘူးအဲ့ဒါကိုအမှန်သိဖို့လိုတယ်ဘုရားဘာသာဝင်ဖြစ်ပေမဲ့လို့တချို့ပုဂ္ဂိုလ်တွေဘုရားကိုးကွယ်တယ်ဆိုတာလက်ကောင်းအောင်ကိုးကွယ်တာရှိတယ်စီးပွားတက်အောင်ကိုးကွယ်တာရှိတယ်အန္တရာယ်ကင်းအောင်ကိုးကွယ်တာတွေရှိကြတယ်အဲ့တော့မြတ်စွာဘုရားကလက်ကောင်းအောင်လည်းမမှာမဟုတ်ဘူးအန္တရာယ်ကင်းအောင်လည်းမမှာမဟုတ်ဘူးတရားဝါတွေရဲ့အကျိုးကိုဆောင်ရွက်တယ်ဆိုတာဘယ်လိုတော့ဆုံးမဩဝါဒဖြင့်အကျိုးမဲ့တွေမဖြစ်စေပဲအကျိုးရှိရာရှိကြောင်းတွေကိုဖြစ်စေတာဆိုလိုတာကကောင်းတဲ့အခြေအနေတွေကိုဖန်တီးပေးပြီးတော့မကောင်းတဲ့အခြေအနေတွေကိုမလုပ်ဖို့လမ်းညွှန်မှုပေးတာပဲအဲ့ဒီလမ်းညွှန်မှုပေးတဲ့အတိုင်းကိုယ်ကလိုက်နာရမှာလို့ဒီလိုသဘောပေါက်ရမယ်ပေါ့နော်အဲ့ဒါလို့မဟုတ်ရင်ဘုရားကိုးကွယ်တာနတ်ကိုးကွယ်တဲ့အဓိပ္ပာယ်မျိုးရောက်သွားနိုင်တယ်ပေါ့နတ်ကိုးကွယ်တယ်ဆိုတာကိုးတာကိုးကွယ်တယ်နတ်ကပေးတယ်လို့သိတွေ့ရပါဘူးနော်ကိုယ်စီကငပြောသည့်အုံးသီးတာပါသွားတာအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကြင်ကြံကြိုးကိုအထုတ်လို့စိတ်နှလုံးအေးချမ်းမှုဆိုတာဧကံဒိဋ္ဌရကြတာတော့သိကြပြီပေါ့တာဝတိမြို့စေတော်အကြောင်းမှာအခုလို့ညီတော်နန္ဒကိုဆုံးမဩဝါဒပေးလို့ယန္တာဖြစ်သူရောက်စေပြီးတဲ့နောက်မှာဒါမှတ်တမ်းရှိတဲ့အဖြစ်အပျက်တွေပေါ့အခြားမှတ်တမ်းမရှိတဲ့အဖြစ်အပျက်တွေလည်းရှိအောင်မယ်ဝါတွင်းကာလနီးပြီဆိုတဲ့အချိန်မှာရာဇဂိုမြို့ကို
စတုထမြောက်ဝါဆိုဖို့မြတ်စွာဘုရားပြန်ကြွလာခဲ့တယ်ပြန်ကြွလာပြီးတော့ရာဇဂြိုလ်မြို့ဝေလုံဝန်ကျောင်းမှာပဲသတင်းသုံးတယ်အဲ့ဒါလို့သတင်းသုံးတဲ့အခါမြတ်စွာဘုရားဒါနဲ့မိုးတော့အလင်းရောက်တဲ့အခါမှာနောက်ကယဟန်တန်ဃာတွေနဲ့မြို့ထဲကိုဆွမ်းခံကြွလိမ့်ရှိတယ်အဲ့တော့ကိုဆုံးကိုခံစားတဲ့အဓိပ္ပာယ်ပေါ့နော်မြတ်စွာဘုရားဆွမ်းခံကြွတော့ယဟန်တန်ဃာတွေနဲ့ကြွသွားတဲ့အခါမှာရာဇဂြိုလ်မြို့ကဒီဘယင်ကိုနေ့တိုင်းမြတ်လေးပန်းရှစ်ဆုပ်ကိုဘယင်ကိုဆက်တာရတဲ့ပန်းဥယျာဉ်ထဲမှာအလုံးလုံးတဲ့လူတယောက်နေ့စဉ်နဲ့မြတ်သူကရှစ်ဆုပ်ဆက်ရတယ်အဲ့ဒီပန်းဆက်ဖို့သူပန်းနေယူလာတာမြတ်စွာဘုရားဆွမ်းခံကြွလာတာနဲ့ကြုံတာနဲ့အမြဲတမ်းဝမ်းသာအားရဖြစ်ပြီးတော့အဲ့ဒီပန်းရှစ်ဆုပ်ကိုမြတ်စွာဘုရားပေါ်မှာလှမ်းပြီးတော့မြောက်ကျဲလိုက်တဲ့အခါမှာသူ့ရဲ့တရားစွမ်းအားကြောင့်ပန်းပွင့်လေးတွေဟာကျိုးနဲ့တီထားသလိုလှလှပပကောင်းကင်ယံမှာမြတ်စွာဘုရားရဲ့ခေါင်းတော်ဘောကမျက်လက်ချက်တစ်ဖွဲဖြစ်ပြီးတော့လိုက်ပါတယ်တဲ့ကျန်တဲ့ပန်းစုပ်လေးတွေကိုမြောက်လိုက်တဲ့အခါမှာလဲဒီဇာပန်းလေးတွေလိုတစ်ခုနဲ့တစ်ခုတွယ်ရှက်ပြီးတော့မြတ်စွာဘုရားရဲ့အထက်ကပန်းတွေဟာလိုက်ပါပြီးတော့လာတော့အမြဲတမ်းထူးဆန်းတဲ့မြင်ကွင်းကိုမြင်လဲရတဲ့အခါမှာသူ့ဖို့ကြည်နူးအားရလို့မဆုံးဘူးဒီပုဂ္ဂိုလ်ဟာဘယင်ကိုဆက်ရမဲ့ပန်းတွေကိုမြတ်စွာဘုရားကိုအခုလိုကျဲလှူလိုက်တယ်ဆိုတာတာမန်စိတ်ဓာတ်နဲ့ကျဲလှူတာမဟုတ်ဘူးသူ့စိတ်ထဲမှာစွန့်စားပြီးတော့လုပ်ရတာဘယ်လိုစွန့်စားရတော့ဆိုရင်ဘယင်ဆက်မလို့လာတဲ့ပန်းတွေကိုဘုရားကိုလှူပစ်လိုက်ခြင်းအပြင်သူ့မှာဘယင်ရဲ့မင်းပြစ်မင်းတံဘယင်ကပေးတဲ့မင်းပြစ်မင်းတံကိုသူခံရမှာအဲ့ဒီခံရမယ်ဆိုတာတွေကိုသူသိတယ်အလုံးထက်တွက်ပြီးဘယင်ကငါ့ကိုဘလို့ပြစ်တတ်မျိုးပဲပေးခံမယ်ဒီပန်းကိုတော့ငါဖះကိုလှူမယ်လို့ဆိုပြီးတော့စွန့်စားပြီးတော့လှူတာမျိုးဖြစ်တယ်ပေါ့အဲ့ဒါလို့လှူလိုက်တဲ့သူမနဆိုတဲ့ပန်းဝင်းမှာအလုံးလုံးတဲ့လူဟာအမြဲတမ်းထူးခြားလာတဲ့တရားတရားရှိသည့်အတွက်ကြောင့်သူဟာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့နောက်တစ်ခေတ်မှာဒီဂေါရမဗုဒ္ဓမြတ်စွာဘုရားနဲ့အရိမိတယမြတ်စွာဘုရားတို့ရဲ့ဈာမှာဖြစ်စေတခြားဘုရားတွေရဲ့မပွင့်ခင်စကြမှာဖြစ်စေသူမနဆိုတဲ့ပိစိကဗုဒ္ဓဖြစ်လိမ့်မယ်လို့အမ္တမသူ့ရဲ့စိတ်ဓာတ်အင်အားတွေဟာအမ္တမကောင်းလို့မြတ်စွာဘုရားကဗျာဒိတ်ပေးခဲ့ရတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ပေါ့အဲ့ဒီအဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ရတယ်ရာဇဂြိုလ်မြို့မှာအဲ့ဒါလိုကြုံတွေ့ရတဲ့ပုဂ္ဂိုလ်ရဲ့စွန့်စားမှုကြောင့်ဗေမိသာရမင်းကြီးကလည်းအလွန်စိတ်ထဲမှာကြည်နူးတယ်စွန့်စားအသက်အန္တရာယ်ကိုပမာဏမထားဘဲနဲ့စွန့်စားပြီးလှုပ်တဲ့အလုပ်မှုသူ့ကိုဆုတော်လက်တော်တွေချခဲ့တယ်ပေါ့အဲ့ဒါစတုထဝါရာဇဂြိုလ်မြို့မှာဝါဆိုးနေရင်တရက်မှာဖြစ်ပေါ်လာတဲ့အကြောင်းအရာတစ်ခုပဲနောက်တစ်ခုကတော့မြတ်စွာဘုရားရာဇဂြိုလ်မြို့မှာသတင်းသုံးနေတဲ့အချိန်နေ့စဉ်လုံးနေကြညနေပိုင်းမှာဆိုရင်လည်းတတ္တလောကကြီးတစ်ခုလုံးကိုကြည့်တယ်နံနက်ပိုင်းမှာလည်းပဲတတ္တလောကကြီးတစ်ခုလုံးကိုကြည့်တယ်ဘယ်ပုဂ္ဂိုလ်တရားဓမ္မအသိဉာဏ်ရောက်အောင်ဟောပြောဆုံးမရမလဲဆိုတာဒါကိုကြည့်တယ်အဲ့လိုကြည့်တဲ့အခါမှာအင်္ဂါတိုင်းမဂရတိုင်းကုရုတိုင်းလို့ဆိုတဲ့တိုင်းတွေရဲ့ဈာမှာနေဈာဒေသကြီးမှာအခိတတဆိုတဲ့ယသိကြီးတယောက်ရှိတယ်သူ့မှာအချမ်းရံနောက်လိုက်နောက်ပါယသိတွေ1000ရှိတယ်
အဲ့ဒီတထောင်သောယသိတွေရဲ့ဆရာကြီးလုပ်ပြီးတော့အဲ့ဒီယသိတွေကိုလမ်းမဘက်သို့ရောက်အောင်ဥဆောင်နေတယ်ဘယ်လိုလမ်းမဘက်ကိုပို့ပေးနေတယ်လဲဆိုရင်အေးလောကမှာကိုးကွယ်ရာဆိုတာဟောဒီတောတွေတောင်တွေပဲဖြစ်တယ်ဘယ်လိုတောတွေတောင်တွေကိုရှ िख ိုးကြကိုးကွယ်ကြပူဇော်ကြအဲ့လိုလမ်းညွှန်မှုတွေပြောတယ်လမ်းညွှန်မှုတွေပြပြီးတော့အကျိုးမရှိတဲ့အလုပ်တွေနဲ့လမ်းညွှန်မှုတော့ကိုးကွယ်ရာအစစ်မှန်မဟုတ်တာတွေကိုကိုးကွယ်ရာအဖြစ်လုပ်ပြီးတော့ဟောပြောပြီးတော့နေတယ်သူ့ကိုတပည့်ခံနေကြတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့ကိုလေးစားလို့သူပြောတဲ့အတိုင်းလိုက်ပြီးလုပ်ကြတယ်နောက်ဆုံးမှာသူတို့လုံးသမျှဒုက္ခရောက်ဖို့တွေကြီးပဲဖြစ်လာတယ်ပေါ့မှန်ကန်တဲ့ကိုးကွယ်မှုတွေမဟုတ်သည့်အတွက်ကြောင့်သူတို့အချိန်ကြာလေဒုက္ခဖြစ်ဖို့များလာလေဖြစ်လာအဲ့ဒါကိုမြတ်စွာဘုရားမြင်တဲ့အခါကျတော့အဂိဓတ္တဆိုတဲ့ဒီယသိကြီးကိုအမှန်တရားပဲရောက်အောင်သူ့ကိုအမှန်တရားပဲရောက်အောင်ချွတ်ချင်းအပြင်သူ့နောက်လိုက်ယသိတထောင်ကိုလည်းပဲဆုံးမဩဝါဒပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မြတ်စွာဘုရားသူတို့သတင်းသုံးတဲ့နေရာကိုကြွသွားတယ်အဲ့ဒါလိုကြွသွားပြီးနေရာတစ်ခုတောင်းတဲ့အခါသူကကြီးသားသားနဲ့ခွင့်မပြုဘူးနောက်ဆုံးမှာမြတ်စွာဘုရားနေခွင့်ရတဲ့အချိန်အဲ့ဒီမှာသဲပုံပေါ်မှာအဟိသတ္တလို့ဆိုတဲ့မာနအမတန်ကြီးပြီးတော့အစိတ်ပြင်းတဲ့နဂါးကြီးတစ်ကောင်ရှိတယ်အဲ့ဒီနဂါးကြီးကိုရှင်မောက္ကလန်ကမြတ်စွာဘုရားနောက်တော့လိုက်လာပြီးတော့အဲ့ဒီနဂါးကြီးကိုရင်ကျေးအောင်ရှင်မောက္ကလန်ကမိမိရဲ့အစွမ်းတကူကိုအသုံးချပြီးတော့နှိမ်နှင်းဆုံးမတယ်နောက်ဆုံးမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအဂိဓတ္တအမှုရှိတဲ့ယသိတထောင်နိမန်လမ်းမှန်တွေကိုဖော်ပြတဲ့အခါမှာဘဟုံဝေတရဏံယန္တိပပ္ပတာနိဝနာနိသအာရမရုခစေတယာနိမနုဿာဘယတစ္စေတာလောကလူသားတွေဟာကြောက်လန့်ခြင်းဆိုတဲ့ဘေးရန်တွေရဲ့ချင်းချောက်ခံရမှုလူတွေဆိုတာကြောက်တယ်ဆိုတာဘာလို့ကြောက်လဲဆိုရင်အမှန်မသိလို့ကြောက်တာကဘာဥကာလလူတွေမိုးချိန်နဲ့တန်ကြီးကိုကြောက်တယ်ငလျင်လှုပ်တာတွေကြောက်တယ်မိုးကြိုးပစ်တာတွေကြောက်တယ်ဘာကြောင့်ဖြစ်မှန်းမသိဘူးမသိတော့အဲ့ဓာတွေကိုသိကြောက်ကြတယ်တဘာဝအင်အားစုတွေကိုကြောက်ပြီးတော့လူတွေဟာကိုးကွယ်မိရာတွေကိုးကွယ်ပြီးတော့နေကြတယ်လွတ်ရလွတ်ကြောင်းအဲ့ဒါလို့ကိုးကွယ်မှုတွေဟာကြောက်လန့်တာကိုအခြေခံပြီးတော့ကိုးကွယ်တာတဲ့အဲ့ဒါကိုမြတ်စွာဘုရားကဖော်ထုတ်ပြီးတော့ဘဟုံဝေတရဏံယန္တိပပ္ပတာနိဝနာနိသလောကလူတွေဟာတောတွေတောင်တွေဒါတွေကိုတကူးရှင်နဲ့တကူးရှိတဲ့နတ်တွေဆိုပြီးတော့ကိုးကွယ်ကြတယ်တဲ့အာရမရုခစေတယာနိနော်တစ်ပင်နေနတ်တစ်ပင်နေဥယျာဉ်နေဒါတွေကိုကိုးကွယ်ရအဖြစ်နဲ့ကိုးကွယ်ကြတယ်ဟုတ်တယ်နတ်ကိုကြောက်တာတော့ဗမာပြည်မှာလည်းကြောက်ကြတယ်ဘုန်းကြီးတို့ရွာဘက်မှာရက်ကန်းစင်တောင်နဲ့ဘိုးတော်တောင်ဆိုတာရှိတယ်ရက်ကန်းစင်တောင်မှာရှိတဲ့တစ်ပင်တွေကတော့ခုံပြောင်းသွားပြီဘိုးတော်တောင်ကတစ်ပင်တော့တပင်မှမခုတ်ရဲဘူးဘာဖြစ်လို့တော့ဆိုတော့ဘိုးတော်တောင်မို့နော်နတ်ကိုကြောက်တာနဲ့အဲ့မှာတရားမှမခုတ်ရဲဘူးတရားမှမခုတ်ရဲဘူးဟိုကြောက်တယ်ဆိုတာတချို့တစ်တော်ဌာနကလူတွေကတစ်ပင်တွေခိုးခုံလို့အဲ့နာမှာနတ်စင်ကလေးလုပ်ပြီးတော့နတ်ကြီးတယ်လို့ရေးထားရင်အဲ့ဒီတစ်ပင်တော့မခုတ်ခံရတော့သိချတယ်အဲ့တော့လုံးတင်လုံးထိုက်တာတော့ဗမာပြည်ကတစ်တော်တွေအကုန်လုံးနတ်စင်အပြည့်ဆောက်ထားလိုက်ရင်တော့တစ်တော်တွေတောင်ပြောင်းမယ်မထင်ဘူးနော်ကြောက်ကြမှာအဲ့တော့နတ်တော်ကြောက်ကြသေးတယ်လူတွေကအဲ့ဒီမှာအဂိဓတ္တကသူလမ်းညွှန်နေတာတောရိတောင်တွေကိုးကွယ်ဖို့လမ်းညွှန်နေတော့မြတ်စွာဘုရားကပွင့်ပွင့်လင်းလင်းသူ့ကိုပြောတယ်နေတံခောတရဏံခေမံနေတံတရဏမௌတ္တမံဒါကဘေးရန်ခတ်သိမ်းကိုကင်းငြိမ်းစေနိုင်တဲ့ကိုးကွယ်ရမဟုတ်ဘူးတဲ့ကောင်းမြတ်တဲ့ကိုးကွယ်ရလည်းမဟုတ်ဘူးတဲ့
ဒါတွေကိုယ်ဝင်နေလို့လဲဆင်းရဲဒုက္ခကလွတ်မှာမဟုတ်ဘူးကိုလိုချင်တဲ့အကျိုးရမှာမဟုတ်ဘူးလို့ပြောပြီးတော့မှတကယ်ကိုယ်ွယ်ရအစစ်ဆိုတာဖရာတရားတန်ခါယရဏသုံးပါးကိုကိုယ်ွယ်ရမယ်လို့ဒါဖြင့်ဖရာကိုကိုယ်ွယ်တာဘာအတွက်ကိုယ်ွယ်တာတော့ဆိုဖရာကိုယ်ွယ်မှာအမှန်သိမှာကိုအမှန်သိဖို့ကိုယ်ွယ်တာဖရာနဲ့တွေ့မှအမှန်ကိုသိလို့ရတာမို့ဖရာကိုကိုယ်ွယ်တာဖရာငါကိုယ်ွယ်လို့ပြောတာမဟုတ်ဘူးဖရာဆိုတာသူ့ကိုယ်သူရည်ညွှန်းတာလည်းမဟုတ်ဘူးလောကမှာအမှန်တရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာကိုဗုဒ္ဓလို့ဒီလိုပြောတာနော်အဲ့တော့ဗုဒ္ဓဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးဘောဓုတတခုပြောအင်္ဂလိပ်လိုရေးတဲ့အခါမှာဗုဒ္ဓလို့ရေးတာလည်းရှိတယ်ရှေ့က article ထည့်ပြီးတော့ the ဗုဒ္ဓလို့ရေးတာလည်းရှိတယ်နှစ်ခုရှိကြတယ်ရှေ့ကတော်တော်များများတော့ဗုဒ္ဓလို့ပဲရေးတယ် article မပါဘဲနဲ့ဗုဒ္ဓလို့ရေးတာကြတော့နာမည်အနေနဲ့ပုဂ္ဂိုလ်အနေနဲ့ရေးကြတာဗုဒ္ဓဆိုတာပုဂ္ဂိုလ်ပါဆန်အနေနဲ့ဆိုရင် article ထည့်စရာမလိုဘူးပေါ့သို့တော့နောက်ပိုင်းကျတော့ဗုဒ္ဓဆိုတာပုဂ္ဂိုလ်ကိုရည်ညွှန်းတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ title လို့ခေါ်တယ်ဂုဏ်ထူးဘွဲ့ထူးတစ်ခုပဲပေါ့ဗုဒ္ဓဆိုတာဘုရားရဲ့နာမည်မဟုတ်ဘူး title သာဖြစ်တယ်ပေါ့ဂုဏ်ထူးပဲဖြစ်တယ်ပေါ့ဘုရားရဲ့အမည်နာမကအမျိုးအနွယ်နာမည်နဲ့ခေါ်ရင်ဂေါတမမိဘကပေးထားတဲ့နာမည်နဲ့ပြောမယ်ဆိုရင်သိဒ္ဓထဂေါတမဒီလိုပဲခေါ်လို့ရတယ်ပေါ့အဲ့တော့ဗုဒ္ဓဆိုတာနာမည်မဟုတ်ဘူး title ဖြစ်တယ်ဒါကြောင့်မို့လို့ရှေ့က article ထည့်ရမယ်ဆိုပြီးတော့သဗုဒ္ဓလို့ခုခေတ်တော့ရေးလေးရှိကြတယ်ပေါ့တော်တော်များများအဲ့ဒီကွဲပြားခြားနားချက်ကိုမှတ်သားထားပြီးတော့ဗုဒ္ဓလို့ရှေ့ကရေးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအမည်နာမအနေနဲ့ရေးလို့ရှိရင် article မထည့်ဘူးဂုဏ်ထူးအနေနဲ့ရေးမယ်ဆိုလို့ရှိရင်တော့ article ထည့်ရတယ်လို့Alexander တဂရိတ်ဆိုတာလို့ပေါ့ article ထည့်ပြီးတော့ရေးတာအဲ့ဒါအင်္ဂလိပ်စာဖတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီနှစ်ခုကွဲပြားခြားနားမှုရှိတယ်အဲ့ဒီမှာဗုဒ္ဓဆိုတာအမည်နာမမဟုတ်ဘူးပုဂ္ဂိုလ်မဟုတ်ဘူးဘွယ်ထူးများတာဖြစ်တယ်အမှန်သိတဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တိုင်းမှန်သမျှကိုဗုဒ္ဓဒါကြောင့်မို့ယောစဗုဒ္ဓင်္စဓမ္မင်္စသံဃင်္စတရဏံကတောမြတ်စွာဘုရားကတကယ်ဘေးကင်းရန်ကင်းတဲ့အနည်းခတ်သိမ်းကင်းငြိမ်းစေနိုင်တဲ့ကိုယ်ဝေယဆိုတာဘုရားတရားတန်ခါပဲဖြစ်တယ်။ဘာကြောင့်ဘေးကင်းရန်ကင်းဖြစ်စေနိုင်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကပ်ခြင်းအပြင်မြတ်စွာဘုရားကအမှန်တရားကိုဟောကြားပြီးမှန်ကန်တဲ့လမ်းကြောင်းနဲ့ဆုံးမသွန်သင်ပေးမှာဖြစ်တယ်။အဲ့ဒီဆုံးမသွန်သင်ပေးတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ကောင်းကျိုးတွေရနိုင်တယ်လို့ဒါပြင်အဲ့ဒီလမ်းညွှန်ဆုံးသွန်သင်ပေးတဲ့အဆုံးအမတွေဆိုတာဘာတွေလဲလို့ဆိုဓမ္မဒါကြောင့်မို့ဓမ္မကိုးဝယ်ရတယ်ဆိုတာဓမ္မဆိုတာကျင့်သုံးမှုပဲတန်ခါဆိုတာတော့ဓမ္မကိုကျင့်သုံးလာတဲ့အနေနဲ့ကျင့်သုံးပြီးကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဒါနကောင်းမှုပြုတဲ့အခါမှာနည်းနည်းလေးလှူပြီးများများရစေနိုင်တဲ့မြေကောင်းရေကောင်းတစ်ဖွဲ့ဖြစ်လို့တန်ခါကိုကိုးဝယ်တယ်လို့ဒီလိုဆိုတယ်တနည်းအားဖြင့်တော့ဘုရားအကြောင်းတရားအကြောင်းကိုတန်ခါတွေမှတစ်ဆင့်သာသိနိုင်တာဖြစ်သောကြောင့်တန်ခါကိုကိုးဝယ်ရတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့ဗုဒ္ဓဓမ္မတန်ခါလို့ဆိုတာဟာဒါကိုယ်ရင်ရည်ညွှန်းတာမဟုတ်ဘူးအလုံးဘယ်ခေတ်ဘယ်ကာလပဲဖြစ်ဖြစ်အမှန်သိတဲ့ပုဂ္ဂိုလ်ထိုမှန်သိတဲ့ပုဂ္ဂိုလ်ရဲ့အဆုံးအမထိုအဆုံးအမတိုင်းလိုက်နာကျင့်ကြံနေကြတဲ့ပုဂ္ဂိုလ်တွေလို့အဲ့ဒီပုဂ္ဂိုလ်တွေစီကမှအမှန်သိမှုကလည်းရရှိလာနိုင်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားယောစဗုဒ္ဓင်္စဓမ္မင်္စသံဃင်္စတရဏံကတောဒါဖြင့်ဗုဒ္ဓဓမ္မတန်ခါကိုကိုးဝယ်တဲ့အခါဘလို့အကျိုးကျေးဇူးတွေရတော့ဆိုစတ္တာရိအရိယသစ္စာနိသမ္မပညာယပတ္တတိအမှန်တရား၄ချက်ကိုမှန်ကန်တဲ့ဉာဏ်နဲ့သိနိုင်တယ်အဲ့ဒါပညာရဖို့အတွက်ကိုးဝယ်တယ်လို့ဒီလိုပြောတာပဲဥပမာတစ်ခုကြည့်ကြည့်အောင်ယောဂဖြစ်ပြီဆိုလို့ရှိရင်ဘာကြောင့်ယောဂဖြစ်တယ်ဘယ်ဆေးတောင်းရင်ပျောက်တယ်လို့
အသိဉာဏ်ရှိပြီးပညာဉာဏ်ထက်မြက်တဲ့စေတမာဆရာဝန်စီသွားကြတယ်။ဘာလို့သွားလဲဆိုရင်ဘာကြောင့်ဒီယောဂဖြစ်တယ်ဘယ်ဆေးတောင်းရမယ်ဆိုတာသိချင်လို့သွားတာလေ။အဲ့ဒီဆရာဝန်ကနေပြီးတော့ဒီယောဂဘာကြောင့်ဖြစ်တယ်ဘယ်ဆေးတောင်းရင်ပျောက်တယ်ဆိုတာကိုသူကညွှန်လိုက်မယ်။အဲ့ဒါလို့ညွှန်တဲ့အခါမှာလူနာလုံးတဲ့ပုဂ္ဂိုလ်ဆေးကိုတောက်အောင်တောက်တဲ့အခါမှာယောဂပျောက်တယ်ဆိုအကျိုးရတယ်။အဲ့တော့အဲ့ဒီအဓိပ္ပာယ်မျိုးပဲမြတ်စွာဘုရားစီသွားတယ်ဆိုတာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ပြီးတော့ဒီအသိဉာဏ်နဲ့ဆုံးမဩဝါဒတွေကိုပေးလိုက်မယ်အမှန်တရားကိုထုတ်ဖော်ဟောကြားလိုက်မယ်ဆိုတဲ့အသိဉာဏ်ရဖို့အတွက်မြတ်စွာဘုရားစီသွားကြစိကတ်ကြစိကတ်သည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရတယ်အဲ့ဒီအဆုံးအမတွေကိုလိုက်နာတယ်ဆိုတာဆေးတောက်တဲ့သဘောပဲပေါ့အဲ့ဒါဆိုလို့ရှိရင်ဘုရားစီကအဆုံးအမရအဲ့ဒီအဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ဆင်းရဲဒုက္ခတွေကလွတ်မြောက်နိုင်တယ်လို့မြတ်စွာဘုရားကအမှန်ကန်ဟောပြနိုင်တဲ့ပုဂ္ဂိုလ်မျိုးနဲ့တွေ့မှမှန်ကန်တဲ့အသိဉာဏ်တွေရမှတန်တရားကိုဆင်းကလွတ်ကိုင်းနိုင်တယ်ဆိုတဲ့အကြောင်းကိုရှင်းလင်းပြောပြတဲ့အခါမှာအားလုံးအဂိတတရဲ့တပည့်တွေယသိတွေဟာအားလုံးပဲအမြင်မှန်ရသွားကြတယ်နောက်ဆုံးအဂိတတယသိကြီးပါယန္တာဖြစ်သူရောက်သွားကြပြီးတော့ဒီယသိတွေလမ်းလွဲပြီးတော့နေကြထိုင်ကြတာတွေအကုန်လုံးလမ်းမှန်ပေါ်ရောက်သွားတယ်အဲ့ဒါလေစတုထမြောက်ဝါဆိုးနေတဲ့အချိန်ကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တစ်ခုပဲပေါ့မြတ်စွာဘုရားဟာဒီအဂိတတယသိကြီးကိုလမ်းမှန်ပေါ်ရောက်အောင်ဆုံးမဩဝါဒပေးပြီးတဲ့နောက်မှာနောက်အဖြစ်ပျက်တစ်ခုနဲ့ကြုံတွေ့ရတာဘာလို့ဆိုဇမ္ဗုကဆိုတဲ့တက္ကရောကြီးဇမ္ဗုကဆိုတဲ့တက္ကရောကြီးကအလွန်တနာစရာကောင်းတယ်တန်တရားတစ်ခုမှာအမှားလုပ်ခဲ့သည့်အတွက်ကြောင့်နော်တန်တရားခရီးသွားနေတော့အမှားလုပ်မိပြီဆိုရင်လူတွေဟာလွန်ကြောက်စရာကောင်းတဲ့အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရတယ်သူကချမ်းသာတဲ့မိဘရဲ့သားသမီးဖြစ်ပေမဲ့လို့တန်တရားဘဝတစ်ခုမှာအမှားလုပ်ခဲ့သည့်အတွက်ကြောင့်အိမ်ကထမင်းကောင်းဟင်းကောင်းကျွေးပေမဲ့မစားဘူးတဲ့သူကမစင်ကိုပဲပိုကြိုက်တယ်မစင်စားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မိဘကအဝတ်စားလှလှပပဆင်တော့လဲမဝတ်ဘူးတဲ့တုံးလုံးနေရတာသဘောကျတယ်ဒီနေကက်တွေသွားမိုးကြတယ်လှလှပပလုံးလုံးချွန်ချွန်ဝတ်နော်အဲ့ဒါသွားတတိဆိုရင်အဲ့ဒါအမှားတစ်ခုလုပ်ခဲ့တာဖြစ်ချင်းဖြစ်နေမယ်နော်အဲ့တော့သူကအဝတ်မိုးတာကိုသူပိုသဘောကျပြီးတော့နေတယ်နောက်တစ်ခုဒီလိုနဲ့မိဘတွေကအိမ်ထားလို့တော့မဖြစ်တော့ဘူးလို့ဆိုပြီးတော့မကောင်းကြောင်းပို့ပေါ့နော်မကောင်းလို့ရှိရင်ကြောင်းပို့လိုက်မှာပဲကောင်းအောင်ပို့တာဖြစ်ပါလိမ့်မယ်နော်မကောင်းကြောင်းပို့ဆိုအိမ်မှာမကောင်းလို့ကြောင်းမှဆုံးမရအောင်ဆိုပြီးတော့တက္ကရောနေရဲ့အတိုင်းဝိုင်းနဲ့ပို့လိုက်တာဘာလောက်ခံရတော့ဆိုသူ့ကိုတွင်းတူပြီးတော့မြေကြီးထဲထက်တွင်းထဲမှာထည့်ထားပြီးတော့ပခုံးနှစ်ဖက်ပေါ်မှာပြင်ကျက်တွေခင်းပြီးအဲ့ဒီပြင်ကျက်တွေပေါ်မှာထိုင်ပြီးတော့ခေါင်းကသပင်ကိုထမ်းသီးနဲ့ညှက်ပြီးတော့ဆွဲနှုတ်ခံရတယ်ဒါသူတို့ရဲ့ tradition ပဲတင်နှုံးနဲ့မရိပ်ဘူးတဲ့ဆွဲနှုတ်တာဒါကနောက်ထပ်ပေါက်လာတဲ့အခါကျအလိန်ကလေးတွေပေါက်လာဆာမင်စတိုင်လှုပ်ချင်တဲ့ပုဂ္ဂိုလ်အဲ့ဒါဆွဲနှုတ်ရင်တော့အလိန်ကလေးတွေအတွန်လေးတွေပေါက်လာကောက်เสียတောင်မလို့တော့နော်အဲ့တော့တစ်ချိန်တုန်းကသူကဝတ်လေလာတဲ့ပုဂ္ဂိုလ်သပင်ကိုအဲ့ဒါလိုထမ်းစေးနဲ့ဆွဲပြီးတော့ညက်မွေးညက်လို့ဟာပေါ့လေလှုပ်ပြီးတော့ဆွဲညက်ပြီးတော့နှုတ်ခံတကောင်းလုံးနှုတ်ခံရတယ်ဆိုတော့နဲတာမှမဟုတ်ဖ ೇನೆ အဲ့ဒါလိုနှုတ်ခံရတယ်ရေကြီးပေါ်မှာပဲသူကအိတ်တယ်အဲ့ဒါလိုနဲ့နောက်ဆုံးမှာနောက်ပိုင်းရောက်တဲ့အခါကျတော့ရိုးရဲရွာတဲ့ဆုံးခံသွားဖို့ခေါ်တဲ့အခါသူဘယ်တော့မှမလိုက်ဘူးအเจ้าမှာတယောက်တည်းကြံရတယ်အလုံးထွက်သွားပြီဘယ်သူမှမရှိဘူးဆိုလို့ရှိရင်တော့
ရှေးတုန်းကအိမ်သာလည်းလုံမလုံတာဟုတ်အိမ်သာကျမ်းမြင်ဖွင့်ပြီးတော့မစင်တွေပဲအာရပါရစားတယ်နော်သူ့ဘဝနောက်ကြတော့သူ့ကိုမတင်ငါလို့ချောင်းရတဲ့အခါကျတော့မစင်တွေစားတာကိုသိတော့သူတို့ရှက်ပြီးတော့သူတို့စီမှာမထားဘူးမောင်းထုတ်လိုက်တယ်မောင်းထုတ်လိုက်တော့ဘယ်ရောက်တုံးဆိုရင်လူတွေမစင်စွန်းတဲ့တောင်ကြားတစ်ခုကြောက်ဖြာတစ်ခုမှာသွားပြီးတော့သူကနေတယ်အဲ့သွားနေတဲ့အခါကျတော့သူကဆရာကြီးလှုပ်တယ်ပေါ့နေ့လေလူတွေဘာတွေလာတဲ့အခါကျခြေထောက်တစ်ဖက်မြောက်ပြီးတော့ပါဇက်ကိုမော့ထားလူတွေကမေးတဲ့အခါဘာလို့ခြေထောက်တစ်ဖက်မြောက်ထားတော့နှစ်ဖက်လုံးနင်းလိုက်ရင်မြေကြီးကခံနိုင်မှာမဟုတ်လို့တဲ့တစ်ဖက်ပဲနင်းတယ်ပေါ့ဒါလည်းယုံတာပဲလူဆိုတာနော်ယုံတယ်ခုခေတ်လည်းယုံကြတာပဲလေဒါခုခေတ်လောက်ပြလဲယုံမှာပဲဒါဖြင့်မော့နေတာဘာလို့ထားတော့ဆိုငါအစာမစားဘူးလေပဲစားတယ်သူကဒီလိုပြောတာဟောအဝတ်ကလည်းမဝတ်ဘူးလူလစ်ပြီဆိုရင်မစင်မဲစားမစင်စွန်းတဲ့နေရာမှာနေပြီးတော့နှစ်ပေါင်း55နှစ်ကြာတယ်အဲ့ဒီမှာနေတာနှစ်ပေါင်း55နှစ်ကြာပြီးတော့သို့တော်လည်းလူတွေကသူ့ကိုထင်ကြီးကြတယ်အထင်ကြီးတဲ့အခါကျတော့မြို့တွေရွာတွေကနေပြီးတော့သူ့ကိုတစ်နှစ်တစ်ခါလာပြီးတော့စားကောင်းတော့ဖွယ်တွေလာပို့လေစားနေတာတဲ့ဘာမှမစားဘူးတဲ့အဝတ္တမအကျင့်ပြင်းထန်တယ်အဝတ္တမတကယ်သူတော်ကောင်းကြီးပဲဆိုပြီးတော့လာပြီးတော့ပူဇော်ကြအဲ့ဒီထဲကသူကလာပြီးတော့ကြွေးတဲ့ကောင်းရကောင်းကြောင်းနေတဲ့ကသူတခုမှမကြိုက်ဘူးမကြိုက်တော့လူတွေထင်ကြီးအောင်မလုပ်တော့ဆိုရင်သမတ်မြက်ကလေးကိုဖြတ်ပြီးတော့အဲ့ဒီမြက်ကလေးနဲ့သူတို့လာလှူတဲ့အစာအာဟာရလေးတွေကိုမျက်နဲ့တို့ပြီးရှာလေးပေါ်တင်ယုံတင်ပြဒါလို့ဆိုရင်သူလုံလောက်တယ်ပေါ့နော်သမတ်မြက်ဖြားလေးပေါ်မှာကပ်ပါလာတဲ့အစာလေးကိုရှာပေါ်တင်အဲ့ဒါလို့တင်ပြီးတော့လူတွေကျင့်တတ်အောင်လုပ်ပြပြီလူတွေကအမတန်မှသူ့ကိုထင်ကြီးကြကိုးကွယ်ကြတယ်တနေ့တော့မြတ်စွာဘုရားကအဲ့ဒီအခြေအနေတွေနန္ဒပိုင်းမှာအာယုံပြုတ်ပြီးတော့ကြည့်လိုက်တော့ဇံဘုကရဲ့အခြေအနေတစ်ခုသွားပြီးတော့မြင်တော့ဒီဇံဘုကဟာအခုလိုဆင်းရဲဒုက္ခခံနေရတာဝတ်ကြွေးတစ်ခုကြောင့်ဖြစ်နေတာသို့တော့သူ့မှာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်အဲ့ဒါကိုမြတ်စွာဘုရားကသွားပြီးတော့လက်မှန်ရောက်အောင်ဆုံးမမယ်လို့ဆိုပြီးကြွသွားတာအဲ့ဒါလို့ဘုရားကြွမယ်ဆိုတဲ့အချိန်ကျတော့မိုးတွေရွာချလိုက်ပြီးလူတွေမစင်စွန့်တဲ့နေရာတန်ရှင်းတန့်ပြန်ပြီးတော့သွားတယ်ဇဗုကကိုခေါ်ပြီးမြတ်စွာဘုရားကသူတညတာတဲကျင်တယ်လို့ဆိုတာလက်မခံဘူးသူ့အကြောင်းတွေသိကုန်ပါဆိုလို့လက်မခံသို့တော့ခလန်းလန်းကလှိုင်ကူတစ်ခုထဲမှာမြတ်စွာဘုရားကိုနေခွင့်ပေးလိုက်တယ်နောက်ပိုင်းကျတော့ညကျတော့စတုမာရိနမင်းကြီးတို့တရားမင်းကြီးတို့ဗြဟ္မာမင်းကြီးတို့လာတော့မြတ်စွာဘုရားစီလာတဲ့အခါမှာဟိုးဝင်းဝင်းအလင်းရောင်ကြီးတွေမြင်ရတဲ့အခါမှာဘုရားပေါ်မှာစိတ်ဝင်စားမှုဖြစ်လာတယ်အဲ့ဒီမှာမြတ်စွာဘုရားကသူနဲ့တွေ့တဲ့အခါမှာသူ့အသိဉာဏ်ရင့်ကျက်လာပြီဆိုတဲ့အချိန်လေးမှာမြတ်စွာဘုရားကဆုံးမတယ်မင်းဟန်ဆောင်မနေနဲ့55နှစ်လုံးပတ်လုံးငါမသိဘူးအောင်းမေးမနေနဲ့မင်းမစင်စားနေတာမင်းမှဘာအကျင့်မှမရှိဘူးမင်းဝတ်ခံနေရတာဒီမစင်စားနေရတာအဲ့လိုပြောလိုက်တော့ तू အံ့ဩထိတ်လန့်သွားတယ်တစ်သလုံးဖုံးထားတာတွေပေါ်ကုန်ပြီလေအဲ့တော့ပေါ်ကုန်တော့အံ့ဩထိတ်လန့်သွားတယ်ထိတ်လန့်သွားပြီးတော့ तू အရှက်တွေဝင်လာတော့မှမြတ်စွာဘုရားကပါလာတဲ့သင်္ကန်းကိုပေးလိုက်တဲ့အခါအဲ့ဒီသင်္ကန်းလေးကိုဝတ်ပြီးတော့ဘုရားရှိခိုးမှာ तू ထိုင်နေတယ်ဒီအချိန်လေးမှာ तू လုပ်ခဲ့တဲ့အမှားအယွင်းလုပ်ခဲ့တဲ့အကုသိုလ်တွေကလည်းပဲကုံသွားတယ်လို့ဆိုတယ်ပေါ့အတော်ကြောက်စရာကောင်းတယ်ကတ္တဝမြတ်စွာဘုရားလက်ထက်တုန်းကတရားကျင့်တဲ့ယဟန်တစ်ပါးပဲသူသို့တော်လူရဲ့စိတ်ဓာတ်ဆိုတာအမှန်တမ်းကြောက်စရာကောင်းတယ်ရွာတရားမှာသူနေတယ်အာဂန္တုဘုန်းကြီးတစ်ပါးကြွလာတဲ့အခါကျတော့သူ့ကိုကိုးဝယ်စိတ်ကတ်တဲ့တကားကအဲ့ဒီအာဂန္တုဘုန်းကြီးကိုတလေးတစားနဲ့ပြုစုစောင့်ရှောက်တာကို तू မကြည့်နိုင်ဘူး jealousy ဖြစ်တယ်ပေါ့ jealousy ဖြစ်တယ်အဲ့ဒီကိုတော့ဒီသပင်ရှည်နေတာကိုဆံရိပ်ဖို့
Sattari Silupide, no, Songao Hangoni Popide, Nya Jasepo, Yauzoni Vadi Popide, Edilu Lotahu, Majinapu, Majinato, Babioro, Aikuron and Duideka, Babioro. Tu got set up or no? Velu said also. Titaka treated son same as a Massensara counted to Biora Dimetu Mapset. Titaka Kanye for look like the Sada, the known Tatane Yetare. Tandy a sin, Swabi, Nyatota Pokane. To be a wogo, woman as a, to luret thing and woman as a, don't know need a Pokane. To be the Ayavoma, Amesa, Mejibo, Eta Pocaunelo. Tilu Aganu Pony de Bago, Jealousy Shipio, Pioso get a Zagaria, Eddie Aganu Pony Ale, Jana Boko Gipsitnitable. Dane, do a jump you be the Dokayama solo, Aganu Pony, Mane, Tate the Pianjo. Mane Moda de Kajaro Aganu Pony. Call beat up, Murim, the guy a doyama. Macaw no ballo don't say. Count on D down, let the alien neck delight. Bear than tread on. No. Hello, Traby, do a do the head, who out there, Kajataka made a Sylvia Aganu pony. Majala Ulalusa. Adi pony at Danialo, 8 away, 8 Amadanjida, Colon Tora Lematawu. Hello, Pioro. The Gaga of the war about in Nalet. The Pony jealousy Pienibi surround Nalet. Seviade Aganu Kipano Neva Leme. The video song look like Bame, Semia Hoyano. Kipan look needed Aganu, the only July looks of Ludo. The Gaga song on it, chat look like that. To say them, Dari Sai and Digoro can't eat on my vessel, Lanja don't be targeted. No. Edilu, jealousy is a Torosura. Eranedu, Nayego, Nepomianza, Cambido. Lupit la recama, now so can yet a shame, a joint jan lane in it. Nepon has and Arnett Massensabido, Dore Matilonia. A warm open. Piaggio Dollar, someone order paid a name, Erican Gondwabi. Garba of your letter, and then the down young one. Kojadilari Saudi Viti Armari Atokere Eri Kudu Kanye, Shane, Yasavia, Hore, Deahu, Nayu, Nainsan, Shila, Repo. Diva Yasavia, Dearma, Horeka, Yantete Bogu Piti, Dwaja. Agudu Kaniga le, Wujudiga leko, Pia Hore Deahu, Wopa Vituha, a Judea Yabi, Yanapsetu Yauarelo. Ero Yasavia, Logadari. Masini alone nipper neale Mayumasha, Jaro Mubido, Soma ora Pira Vepo. Tajamu Loka Lari, Juba Ato Muri have ye. Tide Chimare Chetito. Now Jaro Twitchaya Oma. Yasaviatic Kuromia. A Kauneji Twida Mofu. Soluraga Pankene Lani Shawaram Hofu. Suchane Lani Omale. Yasavia Boa, Shao Langayade. Edo Shao Langayade, Chimesui. Loka Dadiha, Lokama, Logiran Sura, Lurain Kayade Sura, Dishi Nalebu, Piladebo. Edo Yasavia in Koromiaga. Lewa Miauti, Sazajuman Select Need. Nawa Miaujaro, Weda Lima, Trendo, Chow Jaro, Chawa Miaujaro, Magula Tama, Trendo, Konawa Miaujaro. A video Madia Hobo, Dowering and Nabima, Trendo, and Lubima, Shivu, Eric Necker. Siwa Miaude Kajaro, Pekka Dai, Tondumara Kira, Muma, Trendo ne Goa Miaujaro, Godami Pima, Trendo. Godami Pima, Trendo ne Kama. Tangari, a dreamer, Pew Quere, a changing Madejalo. Tangari, we were a Pipuanida, Caesar Nino. Tayahodole, Piazzaga, Namata Musura, Godami Pidi, Yani, Pipetine, Madajaya, Oma, Po. Sewa Miaude Kajaro,
တပါးတဲ့စိတ်နှလုံးအေးချမ်းမှုအတွက်တန်ခါပရိသတ်နဲ့မနေပဲနဲ့ပါဠိလျက်ကဆိုတဲ့တောထဲမှာသွားပြီးတော့ရှင်ကြီးတကောင်ရဲ့ပြုစုမှုကိုခံပြီးတော့တောထဲမှာသတင်းသုံးတယ်ဗမာတွေသိတာပလက်လဲတောလို့သိကြတယ်နော်12ဝါမြောက်ရောက်တဲ့အခါကျတော့နာလာဆိုတဲ့ပုံနာရွာမှာသတင်းသုံးပြီးတော့12ဝါမြောက်ကျတော့ဝေရင်စာပြေမှာလည်းပဲဆုံးကုန်းမပြည့်မစုံပဲနဲ့မြင်းစားတဲ့ဂျုံတွေကိုဝါရင်သုံးလာဖုံးပေးခဲ့ရတယ်ပေါ့အဲ့ဒီကနေပြီး73ဝါမြောက်တဲ့အခါကျတော့စာလိယတောင်မှာသတင်းသုံးတယ်တခါဇေရွန်အကြောင်းကြီးလှူထားပေမဲ့လို့ဇေရွန်အကြောင်းမှာတဝါမှမဆိုရသေးဘူး14ဝါမြောက်ရောက်တဲ့အခါကျတော့မှဇေရွန်အကြောင်းမှာဝါဆိုတယ်စပြီးတော့နောက်15ဝါမြောက်တဲ့အခါကျတော့ဆွေတော်မျိုးတော်တွေထံကပိလဝမြို့ဏိကျောရာယုံအကြောင်းမှာတဝါပဲဆိုခဲ့တယ်နောက်တစ်ခါ16ဝါမြောက်ကျတော့အာလဝီပြည်အာလဝကဗီလူကြီးကိုဆုံးမပြီးတော့အာလဝီပြည်မှာသတင်းသုံးနေထိုင်ဝါဆိုခဲ့တယ်18ဝါမြောက်တဲ့အခါကျတော့ရာဇဂိုပြည်မှာပဲပြန်ပြီးတော့ဝါဆိုတယ်18ဝါနဲ့19ဝါမြောက်ကျတော့စာလိယတောင်မှာသတင်းသုံးပြီးတော့20မြောက်ဝါမှာရာဇဂိုမှာပဲပြန်ပြီးတော့ဝါဆိုတယ်လို့ရာဇဂိုမှာစုစုပေါင်းလိုက်မယ်ဆိုရင်9ဝါလောက်သတင်းသုံးနေထိုင်ခဲ့တယ်ပေါ့ဒါကမြတ်စွာဘုရားပထမဝါ20လို့ခေါ်တယ်ဟိုဝါ20ရဲ့နောက်မှာနော်45ဝါဆိုနောက်ထပ်ဝါ20အဲ့ဒီဝါ20ကျတော့တခြားနေရာတွေရွှေ့ပြောင်းပြီးဝါဆိုလေးမရှိတော့ဘူးတာဝတိမြို့မှာပဲဝါဆိုတယ်တဲ့အဲ့ဒီဝါ20အဲ့ဒီအကြောင်းအရာတွေကိုဆက်လက်ဟောဖို့အတွက်နောက်ရက်တွေနောက်ပိုင်းမှာအကြောင်းညင်ညွတ်တဲ့အခါမှာဘုန်းကြီးတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ကိုနောက်ဆုံးပြိဋိဘံစံတော်မူသည့်အထိမြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်တွေကိုထင်ရှားပေါ်လွင်လာအောင်အကျဉ်းချုပ်ပြီးတော့ဟောပြောတော်မှာဖြစ်ပါတယ်ဒီကနေ့ဒီတသုတ်တော့18ခုမြောက်ပြီးသွားပါပြီနောက်အကြောင်းညင်ညွတ်တဲ့အခါကျတော့မှဆက်ပြီးတော့ဟောကြားမှာဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာလောကသားတို့အတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အချက်တွေဟာအင်မတန်မှအမခံရှိလာပါတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့မဟာကရုဏာခုံမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့မေတ္တာစေရနာကျိုးပန်းအားထုတ်ချက်တွေကိုသိရှိကြီးညိုကြရသဖြင့်ဗုဒ္ဓနုတ္တိဘာဝနာဖြစ်ပွားပြီးတော့မြတ်စွာဘုရားရဲ့စကားကိုလိုက်နာနိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်သာစင်ထာဝရအေးမြတ်ကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဂျာဗန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြအကုန်သည်ဖြစ်ပေသူကန္နကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယလန်တို့သည်
ဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း